ဒီချက်ကြီးကိုကျွန်တော်ဝယ်လာတဲ့တမိုင်းကြောင်းကိုမေးတယ်တမိုင်းဆိုတော့ကျွန်တော်ပြောတယ်ပေါ့ဒါပေမဲ့ကျွန်တော်ဒီချက်ကြီးကိုဘာကြောင့်တားထိုးယူလဲတလုံးဘာကြောင့်အကန်းကိုကျွန်တော်ယူလာဒီမှာအကန်းဝယ်လာဘာလို့ဝယ်လာချက်ကြီးကိုကြည့်လိုက်ကျလေရရလည်းကောင်းမှာလေရလည်းကောင်းမှာပုတ်ကလေးရလည်းဒီမှာဒါတို့ပြောမစုံလုံးနဲ့ဗျကျွန်တော်တို့ကြက်တိုက်လာတာအများကြီးကျွန်တော်ဝိုင်းထဲမှာကြက်တိုက်နေကြတဲ့သူတော်တော်များများမှာကြည့်လိုက်နှုတ်သီးတစ်ပါးစားလောက်ခွတ်တိုင်ုံနဲ့ကြက်တီကငွေကြီးတာကိုပဲထပ်ပြီးတော့လောင်းနေကြတယ်ဒါဆိုနှုတ်ကြီးခွတ်တိုင်တိုင်းသူတို့အောက်ကြီးချက်ပေါ့နော်ဒါအပီပင်ကိုသူတို့လောင်းကြတယ်ဆွဲကြတယ်ရွရွချွတ်ချွတ်ဆွဲကြတယ်ပေါ့နော်ချက်ဆိုတာခံမကြိုက်တာငါတို့ကခဏလေးနဲ့ပြီးသွားတဲ့ချက်တီကိုငါတို့မကြိုက်ဘူးဘာလို့လဲဆိုငွေရနဲလို့ဆိုရလူတွေအများကြီးရှိရတယ်ခံမပြီးခံပြီးမှနိုင်မကိုကြိုက်တာအဲ့အမှငွေရတာလို့ပြောကြတယ်ကျွန်တော်ဒီချက်ကြီးကိုဘာကြောင့်ကြိုက်တာဟုတ်ဆိုတော့ပုံမြင်တော့ကောင်းတယ်ပုံမြင်တဲ့ဘုတ်ကိုနားထောင်တယ်လို့ကြက်ရောကြက်ဖက်ကြက်မြောက်ကြက်လျှောကြက်စိတ်ကြက်တည်းရသွေးတလိတီမျက်လုံးနှလုံးလုံးမမြင်မဲနဲ့တသိန်း1000ခန်းနေနိုင်လာတာတစ်ဖက်ရပြိုင်ဘက်ကိုကြောက်ပါကြီးလို့ညီအောင်နိုင်ထားချက်ကြီးကြက်ပုတ်ကိုအယိုးကြီးပေးချတာအယိုးဆိုအချွင်းတော့နှစ်ဖက်လုံးမြင်တယ်တစ်ဖက်ကအဲ့ဒါကိုစင်ပြေခဲ့သူကတစ်ဖက်တည်းဝါဝါလေးမြင်တာကိုပဲဒုံးနဲ့သူခဲခဲ့နော်မတူအိုက်တိုက်တာတော့မှလက်ရင်44နဲ့40နဲ့6နော်အကောက်ဆောင်နဲ့6ဘာမလို့သူခွတ်လိုက်တဲ့ခြေတွေကတစ်ဖက်ချက်ကိုအရော့ဆွဲလိုက်ရင်တစ်ဖက်ချက်လာကိုမလာနိုင်ဘူးကြောက်ခြေတွေပါတယ်ဗျမဘရာဗျာလူတော့ခွတ်နိုင်တဲ့ခြေတွေပါတယ်တိုင်းခွတ်လိုက်တော့ပိတ်ဆက်လိုက်တော့လဲငွေတောင်းကန်းကြီးကတားကောင်းတယ်ဗျနှစ်ကောင်သားရော့ဖြစ်လိုက်တဲ့အလုံးကြီးတားကောင်းတယ်ဗျကိုကောင်အဲ့လိုကြီးကောင်းတာဘာလို့မျက်လုံးတွေခိုင်းပြီးတော့ပြောလို့မတူတာတိုက်တာသူတို့ကချက်ကောင်းတယ်ဆိုပြီးတော့မတူတာဖတ်တယ်ဖတ်လိုက်တော့နောက်ဆုံးချက်ပေါက်နဲ့ချက်ရိုးကြအရိုးဆိုတာလွတ်လိုက်ကြီးအော်တိုကြီးတာပဲအရိုးဆိုဒီလိုအတိုင်းရအောင်ကြီးတယ်ဗျလွတ်လိုက်ချက်ပေါက်ဆိုတာခလေးကခလေးပဲဗျဝိုင်းထဲမှာသူတွေကိုတွေမေးတော့ကလေးကကြောက်ညုံသွားတယ်ဗျဒါပဲလို့ကြောက်ညုံသွားတဲ့ဂျားတွေကကိုပဲတကယ်တော့မမျောလေးလောက်အောင်ကောင်းတဲ့ချက်တော့တားဖို့ပဲကျွန်တော်ကြိုက်တာချက်ရောင်းတာကြိုက်တာလာတဲ့လုံးတို့ဖမ်းတဲ့လုံးတွေချက်ပေါင်းတွေကိုအထုပ်တွေကရွှေပေါ့ဗျအထုပ်တွေကရွှေလို့အထုပ်တွေကရွှေကိုဖြီးလိုက်သလိုပဲတစ်ဖက်ချက်ကိုရုပ်အယုတ်ချိုးပြအောင်ထားနေခဲ့အကိုင်းခွက်လိုက်ရင်လေတစ်ဖက်ချက်ဘလောက်ကောင်းနေလာကုန်မလာတဲ့တန့်အောင်ခွက်နိုင်တဲ့ခြေတွေပါတယ်ဗျပိုက်ဆက်လိုက်တော့လဲကောင်းတယ်ဗျမာရလေသွေးသလိတွေပါကိုကောင်းရဲ့ချက်ဆိုတာတာရိုးချက်ဆိုတာသွေးသလိတွေရောစစ်ပြီလားဆိုတော့သွေးသလိဆိုရင်နှလုံးလုံးမမြင်တာဘူးဗျမမြင်